ပေမဲ့အပေါ်စားပစ္စည်းတွေပဲအသုံးပြုကြောင်းပြောကြားလာတဲ့ဖြည်းဖြည်းတွင်ဒီမှာဟိုလေအပေါ်စားပဲကန်ကန်အကောင်းစားပဲကန်ကန်လူကလူပဲမိုင်းတော့ဘာလို့ချစ်နေဟိုတရင်ကလေဟိုဖြည်းဖြည်းထွေးနာမည်ပါမှတရင်ဖြစ်တာလားမသိလို့မေးတာငါပြောပြီးသားရွာလာခဲ့ရွာမှာတရင်နေအစင်မပြေသွားတဲ့လူတွေအစင်ပြေအောင်အဒုက္ခရောက်နေတဲ့သူတွေအစင်ပြေအောင်မှန်ကန်တဲ့တရင်တွေအများကြီးရှိပါတယ်တင်ဆက်လို့ရပါတယ်လောကမှာလေသိလားသူများကိုမဟုတ်တာပြောမှသူများကိုအခုဆိုလို့ရှိရင်ကြည့်တဦးတယောက်တည်းကိုပဲအဲ့လိုမျိုးထားလိုက်နာမည်ကိုတက်ပြီးခေါင်းစဉ်တွေတက်ပြီးတော့ပြောနေတာလုံဆက်ကြီးနော်အမကြီးတို့ပြီးတော့ဟိုအကောင်းစားကင်တော့လဲအကောင်းစားကင်လို့အပေါ်စားကင်တော့လဲအပေါ်စားကင်လို့လူတိုင်းကိုထင်မသေးပါနဲ့အပေါ်စားကင်အကောင်းစားကင်အားလုံးကလူတိုင်းကကိုဖြစ်တည်မှုနဲ့ကိုကြီးပဲအားလုံးကကိုဘွားကိုပဲကြောင်းပြီးကိုဘွားကိုနောက်ဆုံးပိတ်ကြပါလဲဟိုဟာရှိသမျှအရာအားလုံးကထားခဲ့ရမှာကြီးပဲမတိခင်မာလေးဝေမပန်လို့မရဘူးလားနော်တယောက်နဲ့တယောက်မဝေဖန်မဲနဲ့ဖေးမကူညီပေးလို့မရဘူးလားဟမ်ဆယ်လီတယောက်ဆောင်ဖြူဖြူထွေးတယောက်ဆောင်ဖြူဖြူထွေးနာမည်ဒီလည်းတက်မနေပါနဲ့နော်တည်သွားလို့ရှိရင်အဲ့ဒီနာမည်လည်းထားခဲ့ရမှာပိုင်ဆိုင်နဲ့အကောင်းစားအိတ်လည်းထားခဲ့ရမှာအပေါ်သားအိတ်လည်းထားခဲ့ရမှာရှိနေတဲ့အချိန်လေးမှာကြိုးစားပြီးရှာမိသားစုကိုပျော်ပျော်ရွှင်ရွှင်ထားလိုအပ်နေတဲ့သူတွေဖေးမကူဒီလိုလေးဘဝလေးကိုဖြတ်တန်းတည်သွားလို့ရှိရင်တော့အရာအလုံးကထားခဲ့ရမှာကိုရှိမှာဂျွန်းထိုးတဲ့ဖြူဖြူထွေးရောဂျွန်းထိုးတဲ့ဟာလည်းထားခဲ့ရမှာပဲနော်တရုတ်ဆောင်ဆိုတဲ့တရုတ်ဆောင်ဖြူဖြူထွေးဆိုလဲတရုတ်ဆောင်ညက်ထားခဲ့ရမှာပဲဖြူဖြူထွေးဆိုတာတော့ပါမဲမထင်ဘူးကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ဒီအဝတ်စားတောင်ပါမဲမထင်ဘူးအခုကတော့ချွတ်ထားလို့မရလို့ဝတ်ထားရတာအခုတောင်မှနော်စိတ်တွေကိုမိုင်းတွေလျှော့လိုက်ကြပါနော်မဟုတ်တော့ကတွေမပြောပါနဲ့ထမင်းခေါ်ကြွေးကျင်တာလဲမမတို့ကညှိရတာဘယ်စီဘယ်ဝါမှန်းလည်းမသိတော့ထမင်းကခေါ်ကြွေးလို့ကလည်းမရအတန်မဲကြားဘူးတာဆိုတော့လေဟိုဘယ်လိုပြောမလဲထမင်းကလည်းခေါ်ကြွေးခြင်းအဲ့လိုမျိုးပေါ့နော်သတင်းတွေကလည်းပေးချင်တာစစ်မှန်တဲ့သတင်းတွေမှန်ကန်တဲ့သတင်းမျိုးတွေပေးချင်တာသူများကိုအကျိုးရှိတဲ့သတင်းမျိုးတွေပဲတင်ဆက်စေချင်တာနော်အဲ့လိုမျိုးပဲဖြစ်စေချင်တာဒီလိုမျိုးမဟုတ်တော့ကသတင်းတွေတင်ဆက်နေတော့ဘာထူးမှာတော့ပြိတ္တလည်းဖြူဖြူလေးအကြောင်းသိနေပြီးသွားပြီအဖြူဖြူလေးအကြောင်းအမားတို့ပြောစရာမလိုဘူးကျွန်တော်ကကြီးပုံဝင်လင်းလင်းချပြနေတာအကုန်လုံးသိတယ်ဖြူဖြူလေးဆိုတာနဲ့ဘာဆိုဂျွန်းထိုးတာအစသိတယ်နော်အဲ့ဒါကြောင့်မလို့ကျေးဇူးပါနော်